ရန်ကုန်မြို့မှာနေပြီမဲ့အမျိုးသားပြတိုက်ကိုရောက်ဘူးသလားမေးရင်တော်တော်များများကမရောက်ဘူးလို့ဖြေကြပါလိမ့်မယ်။စောက်ထောင်ပေါင်းများစွာကိုဖတ်ရှုလိုက်ရသလိုဘူးသူတရစီနိုင်မဲ့အမျိုးသားပြတိုက်ရန်ကုန်ကိုလေ့လာဖို့ကျွန်တော်ရန်ကုန်သားနဲ့အတူတူလိုက်ခဲ့ပြီးပါဦး။ ဟယ်လိုမင်္ဂလာပါခုနကမှဒီကျွန်တော် Space Museum ကိုသွားပြီးပါပြီဆိုတော့အခု7နိုင်45လောက်ရှိပြီဘိုက်စာနဲ့ဟိုဒီစိတ်ကျုံ City Mall နော်စိတ်ကျုံ City Mall မှာ Lens တွေဆောင်းပါတယ် Lens စားပြီးတော့နည်းနည်းလေးနားပြီးတော့ဒီ National Museum ပေါ့နော်မြို့သားပြတိုက်ကိုကျွန်တော်ရဲ့အခု vlog ကပေါ့နော်အရင်တော့ကတော့ပုံလေးနဲ့တော့ vlog တင်မှုတယ်ဒါပေမဲ့အခု video vlog ဆိုတော့မတင်ဘူးလေတော့လေကျွန်တော်ရဲ့ညီကောင်မတို့ပြမှုချင်တဲ့အတွက်ကြောင့်ကျွန်တော်လေးနေရာလေးပဲသွားပါမယ်လိုက်ခဲ့ပြီပါသူကတော့ဒီလိုတိုင်းဆိုရင်နော်ဟယ်လိုမင်္ဂလာပါဗျာရန်ကုန်နား vlog ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်တော့ကဒီပေါ့နော် Space Museum ဆိုတဲ့ဟာကိုကျွန်တော်ကနေပြီးတော့တွားရောက် level ပြီးပြီဆိုတော့အခုတစ်ခေါက်မှာဆိုရင်လည်းကျွန်တော် blog မှာအရင်တုန်းကတော့ National Museum နဲ့ပတ်သက်ပြီးတော့တင်ပြဖို့ရရှိခဲ့တာဒါပေမဲ့ဓာတ်ပုံစာနဲ့ပဲပေါ့နော်vlog အနေနဲ့ video vlog အနေနဲ့မတင်ဆက်ခဲ့ဘူးတော့အခုကျွန်တော်လည်းဒီနားလေးရောက်တယ်တော့တစ်ခါတည်းအလင်းကြုံတာနဲ့ပေါ့နော်အတင်းဖြစ်တာနဲ့National Museum ကိုတွားရောက်ပြီးတော့လက်ပတ်လေးလာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်လည်းအတူတူဒီနေ့ National Museum ရဲ့အမျိုးသားပြတိုက်ရန်ကုန်ကိုတွားပတ်တဲ့ပေါ့နော်လေပတ်တဲ့ video လေးကိုဆက်ပြီးတော့ကြည့်ရှုကြပါဦးညာအမျိုးသားပြတိုက်ရန်ကုန်ကိုအပတ်စဉ်အင်္ဂါနေ့ကနေတနင်္ဂနွေနေ့အထိနေ့စဉ်မနက်9:00 နာရီခွဲကနေညနေ4:00 နာရီခွဲအထိဖွင့်လှစ်ထားတာဖြစ်ပါတယ်။တင်းလာနေ့နဲ့ပြန်နှန်းဝင်အစိုးရရုံးပိတ်ရက်တွေတော့ပိတ်ပါတယ်။ဝင်ကြီးကတော့တဦးတစ်ထောင်ကျပ်ဖြစ်ပြီးတော့ကျောင်းသားနဲ့ကလေးဆိုရင်တော့အခမဲ့ပါမမေရတက္ကသိုလ်ကျောင်းသားဘဝတုန်းကကျောင်းသားဆိုတော့အခမဲ့ဝင်ရောက်ခဲ့ဘူးပါတယ်အခုလက်မှတ်ဝယ်တဲ့ပုံစံကတော့နည်းနည်းပြောင်းသွားပါပြီ။ tablet နဲ့နာမည်ဖုန်းနံပါတ်နေရက်မြို့နယ်စသဖြင့်ကို register ဖြည့်ပေးရတာဖြစ်ပါတယ်။ကြားတဲ့ထုံးစံအတိုင်းအတွင်းကိုအိတ်တွေယူသွားလို့မရပါဘူး။ဖုန်းတော့ယူခွင့်ရှိတယ်။ကင်မရာတော့တည်ခွင့်မပေးပါဘူးနော်။ကြားတဲ့ကိုအထက်ရင်ငားတဲ့နဲ့ဖွဲ့စည်းတိဆောက်ထားတာဖြစ်ပြီးတော့မြေတက်ဝင်ချင်းမှာမြမအခရာနဲ့လေရင်မှုပြကန်းကိုစတင်လေ့လာရမှာဖြစ်ပါတယ်။မျိုးသားပြတဲ့ကတော့ကျွန်တော်နှစ်ခေါက်လောက်တော့ရောက်လာရှိတယ်။ဒီတော့ကျွန်တော်အတွက်ကတော့first experience တော့မဟုတ်ဘူး။ပြီးတော့မျိုးသားပြတဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မရောက်ဘူးတည်းကျွန်တော်ရဲ့ vlog ကပေါ့နော်ညီကောင်မတွေကိုဒီနေ့ကတော့လိုက်ပြပေးရဖြစ်ပါတယ်။ကြားတဲ့ကတော့ဒီနေ့နိုင်ငံခြားဧည့်သည်တချို့ကိုပဲတွေ့ရပြီးတော့ local ကဆိုကျွန်တော်ပဲရှိတာတွေ့ပါတယ်။ AC ချေးမယ်လေးလာမယ်ဗျာ။အမျိုးသားပြတဲ့ရန်ကုန်ရဲ့တမိုင်းကျောင်းကတော့1952ခုနှစ်မှာရွှေရုံဖျားလမ်းပေါ်က Jubilee Hall အဆောက်အဦမှာပထမဦးဆုံးစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့အဲဒီနောက်1980ပြည့်နှစ်ရောက်တဲ့အခါပန်းစိုးရလမ်းကအဆောက်အဦမှာပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အခုလက်ရှိနေရာကိုတော့1996ခုနှစ်မှာရွှေ့ပြောင်းလို့ဖွင့်လှစ်ခဲ့တယ်သိရပါတယ်ခင်ဗျာကမ္ဘာမှတ်တမ်းအမွေနှစ်တစ်ခုဖြစ်တဲ့အလောင်းမင်းတရားရဲ့ရွှေပေလွှာကိုမြင်တွေ့လေ့လာရမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့တရားသနာပလင်ပြခန်းကိုတွားရောက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်မြို့သားပြလိုက်မှာတော့ကျွန်တော်အကြိုက်ဆုံးနေရဖြစ်ပါတယ်ဒါကတော့တရားသနာပလင်တော်ကြီးဖြစ်ပါတယ်ကုန်းမောင်ခေတ်ကအစ်စ်မှန်ကြံရှိနေတဲ့ပလင်မာတဲ့ဒုတိယကမ္ဘာစစ်အတွင်းအင်္ဂလန်ကိုရောက်သွားခဲ့ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံကိုပြန်လည်ပေးအပ်ခဲ့တဲ့ရှေးရောက်အမွေနှစ်တစ်ခုဖြစ်ပါတယ်
ဒီဘက်မှာရှိရဲပေါ့နော်ရန်နာပုံခေပြခန်းကတော့သူကတက်ပုံလေးဗီဒီယိုတွေရိုက်ကူးခွင့်မပေးဘူးအဲဒါကြောင့်မလို့ကျွန်တော်ရိုက်ကူးလို့မရဘူးပေါ့နော်အဲ့ဒီအခန်းမှာဘာရှိလဲဆိုတော့ဒီရန်နာပုံခေမှာဒီနန်းတွင်အသုံးပြုခဲ့ရပေါ့နော်အဝတ်အစားတွေပြီးတော့နန်းတွင်အသုံးဆောင်တွေအဲ့လိုမျိုးပေါ့နော်အဲ့လာတွေကိုအဓိကအားဖြင့်ပြသထားတာဖြစ်ပါတယ်ခုဆက်ပြီးတော့နောက်ထပ်နေရာတွေကိုကျွန်တော်နဲ့အတူတူသွားပြီးတော့လေ့လာပါမယ်ဒါကတော့တစ်ချိန်ကရန်ကုန်မြို့မှာတည်ရှိခဲ့တဲ့နိုင်ငံတော်သမ္မတအိမ်တော်ဖြစ်ပါတယ်။အခုလက်ရှိအထိရှိနေခဲ့မယ်ဆိုရင်တော်တော်လေးကိုခမ်းနားမှာပဲဗျာ။နှမျောမိပါတယ်။ကဲအခုဆိုရင်ဒီဓာတ်ကိုလေ့လာပြပါပြီဆိုတော့ကျွန်တော်ပထမဓာတ်ကိုဆက်ပြီးတော့လေ့လာဖို့အတွက်သွားနေပါတယ်။ပထမဓာတ်မှာကတော့တဘောကသမိုင်းနဲ့မြမသမိုင်းမတင်မီခေပြခန်းရှိတာဖြစ်ပါတယ်။ဆက်လက်လေးလာရမှာကတော့မြမမျိုးပြယဉ်ကျေးမှုပြခန်းဖြစ်ပါတယ်ခေတ်ဆက်ဆက်မြမမျိုးပြတွေရဲ့တမိုင်းကြောင်းတွေကိုအခုပြခန်းမှာလေ့လာရမှာဖြစ်ပါတယ်မတူးဖော်မီပုံတဲ့ဒီဟာလေးရကြတော့ကျွန်တော်တို့ပကံရောက်ရင်လေဒါတရပါတကားပုံစံတူပြုလုပ်ထားတာဖြစ်ပါတယ်ဒါကကျတော့ပကံခက်ပါဒီနေရာလေးတွေ့ရောလေကျွန်တော်ပကံအောင်လွမ်းနေပြီပကံသွားကြနေရအခုကကျတော့ဒီဘက်ပေါ့နော်မြို့ပြအင်ဂျင်မှုပြခန်းကိုကျွန်တော်လေ့လာပြီးသွားပြီဒီမင်းခန်းတော်ဒီပစ္စည်းများပြခန်းကတော့သူတို့ဗီဒီယိုတွေတက်ပုံတွေရိုက်ခွင့်မပေးထားဘူးဆိုတော့ကျွန်တော်တွားကြည့်လိုက်ပါအောင်မယ်ပြီးတော့မှပြောပြပါမယ်နော်မြင်ခန်းတော်ပစ္စည်းများပြခန်းကနေပြီးတော့ကျွန်တော်ပြန်ထွက်လာတာဖြစ်ပါတယ်ဒီခန်းအဲ့ဒီခန်းမှာဆိုရင်တော့ပေါ့နော်ဒီ lighting လေးနဲ့ဒီခြာလေးပေါ့နော်မြင်ခန်းတော်ဒီမင်းတွေရဲ့အသုံးဆောင်ပေါ့နော်အဲ့ဒါကိုပြသတာဖြစ်ပါတယ်တေချာလေးစိတ်ဝင်စားတဲ့လူတွေအတွက်ဆိုရင်လေပို့ပြီးတော့အသေးသေးလေးလာမိမယ်ပေါ့နော်ဒုတိယတက်မှာကတော့မြမဂီတာကာဝဲတပင်နဲ့ရိုးရလက်မှုပညာပြခန်းတည်ရှိပါတယ်ဒါကသမင်ဦးချိုကလထိုင်ဖြစ်ပါတယ်ထူးခြားရယ်နော်သမင်ဦးချိုတွေလောက်ထားဆိုတော့မြမရိုးရကလေးကစားစရာရုပ်လေးပါငယ်တော့ဆိုရင်လေရွှေတုံပြားသွားတဲ့အခါအဖေနဲ့အမေကိုအမြင့်ပူဇော်ခိုင်းရတာကျွန်တော်ဒီမှာအဲ့လိုနွားရုံလေးငယ်တော့ရှိတယ်ပြီးတော့ပြစ်တိုင်းနောင်လေးလည်းတဘောကြတယ်ကျွန်တော်ကစင်ရုံလေးဆိုရင်လေကျွန်တော်ဒီမှာအများတော့အပြည့်လေးအမတ်တရပစ္စည်းဝယ်စင်ရုံလေးညောရများပါတယ်ချစ်စရာလေးရှောက်တာလည်းညောင်းနေပြီဆိုတော့ဒီမှာထိုင်ကုန်လေးတွေ့ရတယ်ခဏလေးထိုင်ပြီးတော့နားပါတယ်ပြတဲ့မှာလဲပတ်တဲ့လူပေါ့နော်လူခဲကတော့အတင်းမတွေ့ရအောင် foreigner 2ယောက်3ယောက်လောက်တော့တွေ့ရလူခဲကတော့ကျွန်တော်ပဲအခုလောလောဆယ်တော့ကျွန်တော်တယောက်တည်းရှိရတဲ့နေမြူဇီယံကိုလာတဲ့ခါကျရင်တခုရှိနိုင်တာကကြတော့နည်းနည်းတယောက်တည်းသွားလာနည်းနည်းစိမ့်နေလူတိတ်အဆင်ဘာလိတာတာမရှိရလို့ဆိုရင်တော့ဒီမြူဇီယံဒိတ်တွေကတိတ်အဆင်မဟုတ်ဘူးเนาะကျွန်တော်ကျတော့တယောက်တည်းသွားလိတာတာရှိရဆိုတော့အခုဆိုရင်ဒီလိုခိုင်းမှာကျွန်တော်တယောက်တည်းရှိရပြီးတော့ကျွန်တော်တို့ကတော့အဆင်ပြေတယောက်တည်းသွားလိတာတာမရှိဘဲနဲ့အဲ့လိုမျိုးအခန်းချိန်မှာတယောက်တည်းနေရတာလည်း6ကြားရလို့ဆိုတော့တိတ်ပြီးအဆင်မပြေနိုင်ဘူးပေါ့เนาะတတိယတက်မှာကတော့မြမပကြီးကားတွေကိုပြသထားတာဖြစ်ပါတယ်ဓာတ်ပုံဗီဒီယိုရိုက်ကူးခွင့်မရှိတာမလို့ပြသလို့မရပါဘူးဒါကတော့စတုဒ္ဒတက်မှာရှိတဲ့အာဆီယံပြခန်းမှာအခုမြင်တွေ့နေရတာကတော့ဗုဒ္ဓအနုပညာပြခန်းဖြစ်ပါတယ်
ဒီပြာကန်းလေးကတော့ဗုဒ္ဓအနုပညာပြာကန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဗုဒ္ဓအနုပညာနဲ့ပတ်သက်တဲ့စိတ်ဝင်စားတဲ့သူတို့ကတော့တော်တော်လေးကိုအချိန်ပေးရကြုံနေမှာဖြစ်ပါတယ်ဒါကတော့တိုင်းသားယဉ်ကျေးမှုပြကန်းဖြစ်ပါတယ်တိုင်းသားဝတ်စုံတွေထဲမှာလေအဝတ်ချင်ဆုံးကဒီယဝန်အမျိုးသားဝတ်စုံကလေတအားဝတ်ချင်တာကိုနဲ့လည်းလိုက်မယ်ထင်တယ်ကြားတိုက်ကိုလာရောက်တဲ့လူတွေအနေနဲ့အခုလိုဆက်လေးမှာအမတ်တရတပ်ပုံလေးအခမဲ့ဖန်တီးလို့ရပါတယ်ကဲကိုဆိုရင်မြို့သားကြားတိုက်ရဲ့မြေတက်ကိုကျွန်တော်ပြန်ပြီးတော့ရောက်နေတာဖြစ်ပါတယ်မြို့သားကြားတိုက်ရန်ကုန်ပေါ့နော်ရန်ကုန်ကိုမရောက်ဘူးတဲ့လူတွေအနေနဲ့ဆိုရင်တစ်ခါတော့လာပြီးတော့လေ့လာကြည့်ပါအေးစစ်စစ်လေးနဲ့ချီးလဲရရဲဘုသူတာရနိုင်တဲ့နေရာလေးတနေရာဖြစ်ပါတယ်ဒါကြောင့်မလို့ဆက်တစ်ခါတော့လာရောက်ပြီးတော့လေ့လာပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီနေ့ vlog လေးကိုကြည့်ရှုပေးတဲ့လူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျနောက်တဲ့ vlog တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ချင်ပါတယ်တဒါပါခင်ဗျ